Stella ဆိုတဲ့ကောင်မလေးတယောက်ဟာသူ့မိဘတွေနဲ့ခရီးထွက်တုန်းအိမ်မှာတယောက်ထဲကျန်ခဲ့ပါတယ်။ဟဲငါတကယ်ချင်းငါခေါ်ချင်လိုက်တာဟေးငါလည်းအိမ်မှာလေးတယောက်ထဲဘာလို့လဲမသိဘူးတော်တော်ပြင်းဖို့ကောင်းနေရပဲစိတ်ညစ်ပါတယ်။ငါသူ့ခေါ်ပြီးတော့ကစားဝင်သွားရမယ်ဟာဟုတ်တယ်ငါသူ့လှမ်းခေါ်လာအောင်မယ်။ဟဲStella လည်းဘယ်ရောက်နေရလဲမသိဘူးအောက်ထပ်မှာလည်းမရှိဘူးဒါသူ့ခံလာသူဟဲရောက်လာပြီလားနင်Stella ငါနဲ့ကိုရှာတာမတွေ့ဘူးဘယ်ရောက်နေပါလဲလို့ဒါနဲ့အခန်းလားဟုတ်တယ်ဒါငါအခန်းပဲနိဖိနေမင်းလည်းမတွေ့ငါနဲ့ကိုပြောရလေနေကိုအရေးကြီးကိစ္စကြောင့်ခရီးထွက်သွားရဲလို့10ရက်အိမ်မအဲ့ဒါနေနဲ့ငါနဲ့ဒီညက်နေကစားခွင့်သွားမယ်ဟဲ့ပဲကစားခွင့်လေဟို Sakura Mall ကစားခွင့်လေဟဲ့ညနေပကြီး Sakura Mall ကစားခွင့်သွားမယ်နဲ့တေချာရဲ့လားတေချာလေးဘာဖြစ်လို့လဲဟဲ့ငါနဲ့တကယ်ချင်းမို့လို့ပြမယ်နော်အဲ့ဟာညနေပဲတရေချက်ပဲဟုတ်လားနင်လေငါအဲ့ဒါယုံကြည်မရှိဘူးလားသွားမယ်ဆိုသွားမယ်ပဲအေးပါပြောမရလည်းပြီးရောကဲခဏလေးသွားမယ်နော်ဟုတ်ပြီလားခဏနေမကုကုသွားမယ်ပြောလိကဲလေးပဲအေးပြီးရောအဲ့ဆိုလည်းသွားမယ်နော်လာကမသွားမယ်ဟဲ့ဦးစမ်းလဲတော့လားအေးလဲမှာနင်ရောငါတခါလေးလဲလာပြီးသားဟဲ့ကြိုသိနေပေါ့အဲ့သွားမယ်တော့ကြုံမသိဘူးနင်အပြင်တော့ဖို့ခေါ်ရတော့ငါကြိုသိတယ်လေအေးပြီးရောအဲ့ပြောမနေဆိုငါဦးစမ်းလဲလာမယ်နော်အေးပြီးရောတကယ်ချင်းဟဲ့ငါအင်ဂျီဦးစမ်းလဲပြီးသွားဆိုရင်လဲစီးပြီးသွားဆိုတော့ကြမယ်တကယ်ချင်းလားအေးပြီးရောသွားမယ်နင်အခန်းနင်အိမ်ရလေနော်တမျိုးကြီးပဲဘာတမျိုးကြီးလဲမျက်စိလေဟာတမျိုးရောမဟုတ်ပါဘူးမျက်စိလေနော်အေးဒါအဲ့ဒါပြောမနေမမြန်လားသွားမယ်တော့ကြာမိုးချုပ်သွားအောင်မေးဟာဟဲ့မိုးကအခုပဲချုပ်နေပြီနော်မိုးချုပ်မှကြောက်နေအဲ့ကြောင့်နေပြန်မိုးချုပ်ကြီးတော့သွားမှာလားလို့နေမေးသွားမှာပဲပြီးရပဲဘာနဲ့သွားမှာလဲချင်းမဲ့သွားလိုက်မလားဟာနီးရလေဟုတ်တယ်ချင်းသွားတာကောင်းနေလားကမမြန်သွားမယ်ဟဲ့Stellaညနေတော့စောင်းနေပြီနော်ငါကြောက်တယ်ဟဲ့မကြောက်ပါနဲ့ခုမှ6နာရီပဲရှိသေးတယ်ငါတို့ရုပ်ရှင်တော့ကြည့်ရမယ်အမလေး Sakura Mall ကစားကွင်းရုပ်ရှင်ကိုမသွားပါနဲ့ကစားကွင်းမသွားပါနေရလေဘာဖြစ်လို့လဲငါအရင်ပြင်းလို့ပါနေရရုပ်ရှင်ဘာကြည့်မှာလဲလာဘူးရုပ်တရေရဲ့လေဝဆန်ကျင်းမှုအမလေးတရေကောင်းမှကြည့်မှာစညစ်တယ်မြင်လာနေရလေစညစ်ပါလေကြောက်နေသေးတယ်အားလုံးပဲဒီနေ့ရုပ်ရှင်မပြဘူးပေါ့နော်ဒီနေ့ဝုန်းဝုန်းလေးတွေကပြမှာဖြစ်ပါတယ်ဟဲ့အဲ့ဝုန်းဝုန်းလေးကတရေကြီးဟဲ့ဟုတ်လို့လားနေလည်းမကြောက်ပါနဲ့ဘာမှမဖြစ်ဘူးလားဟုတ်တယ်တရေကြီးမြန်လားသူတို့ကြည့်ရကြလို့သူတို့ကောက်ကွက်ပြီးရချင်းငါတို့ကြည့်လို့ရှင်သူတို့ကငါတို့နောက်ကိုလိုက်လာမြန်လားဟုတ်လို့လားဟာနေရလေဟုတ်တယ်တကယ်ချင်းဘာမှလည်းမသိဘူးမြင်လာပြေးမလားမိမိတ်သွားပြီသူတို့ကောက်လို့ပြီးပြီငါတို့နောက်ကိုလိုက်လာတော့မယ်မြန်ပြေးမယ်နေကြပါတော့သွားပါဗျာစနေပါရဲ့ကဲပဲဟာမသိဘူးဆွဲလာတော့နေတော့မို့ရပဲဟာငါမှမသိရမင်းပြောပြရလေအဲ့ဒါနေမှဒီမဆိုင်တာပြီးရအစလဲထားကြီးပဲစီရမယ်ငါမစီးအောင်တော့ကြောက်တယ်စီးပါတငယ်ချင်းရလဲဒါနဲ့နေဝထိုင်အင်ဂျီယာငါမေငါကိုဝယ်ပြီးထားလေနိုင်ငံခြားနေပြီငါအရန်လိုချင်နေအင်ဂျီလေးပဲဟုတ်လားဟောဟဲ့နေပါစားချင်လဲပါတတ်ချင်ငါအကုန်ဝယ်ကျွေးမယ်နော်အင်ဂျီလိုချင်လားငါနေ့စီကအင်ဂျီလေးတစ်ထည့်တော့လိုချင်တဲ့တကယ်ချင်းဟုတ်လားအဲ့ဆိုငါပေးမယ်လေအေးငါဆက်ကြမယ်ဟေးယေတကယ်ချင်းငါတို့ဆိုတော့မူချုပ်သွားရင်နော်ဟုတ်တယ်ဟာဒုက္ခပဲငါတို့မြင်ပြန်မရတော့မြင်ပြန်မလားတကယ်ချင်းတော်သေးပါရဲ့ဆိုတော့ငါအိမ်ပြန်ရောက်ခဲ့ပြီ
နေကြမသိလားဘာမှလည်းမဆိုင်တာပေါ့ဟဲ့ဒါနဲ့နေငါ့ကိုအင်ဂျီပေးမယ်စစ်တယ်လားအေးအနာလာငါစီလိုက်ခဲ့ငါတို့အခန်းလိုက်ခဲ့ငါအခန်းလိုက်ခဲ့အေးပါလိုက်ခဲ့ပါမယ်လာလာနေဒီလာဟေးရဒီကောင်လေးစနေနေလိုက်မှာအားလေးနေလိုက်တော့ငါမရောက်ဆုံးရှိဟာနဲ့ခင်းရောင်လေးပြီးမယ်ဟဲ့ခင်းရောင်လေးကအယောင်ဆိုရယ်နော်လှမလှကျေးဇူးပတ်တငယ်ချင်းငါဒါလေးဖို့တော်လိုက်တော့အေးဟဲ့နေအိမ်ပြန်လို့စင်ပြေရလားနေငါအိမ်နေရတိတ်တော့မဝေးပါဘူးစင်ပြေပါအေးပါတငယ်ချင်းပြီးရငါတော့ဟိုမှာရုပ်ရှင်ကြည့်လို့မဝသေးလို့ဟိုမှာရုပ်ရှင်မှမကြည့်ရတာဝဝင်ကြီးကပြဝဝင်ကြီးရဲ့တရေဆိုတော့ငါမကြောက်ထပ်ပြေးလာခဲ့ရတာဝဝင်ကြီးငါတို့တော့ကိုလိုက်ပါစင်လဲစတောင်းမှဟဲအေးဟာရုပ်ရှင်ကြည့်ရှင်နေနောက်နေ့မှသွားကြပါတငယ်ချင်းအားနေကင်းပတ်အေးပါအစလည်းပြီးရနော်နေအိမ်ပြန်တော့အေးတငယ်ချင်းအကျူးစားနော်တငယ်ချင်းအေးပါငါလိုက်ဖို့ဘယ်လိုကျေးဇူးပါစတယ်လားအေးအနာရပါရဲ့ဟဲ့နေလေကြည့်ဆိုင်ပြန်နော်စတယ်လားအေးအဆငါတော့ပြီနော်အေးလာOh my god ပထချီပတ်ပွန်လီကတော့ပပရှင်ပတူလီကိုကြည့်နေဆိုလို့ရှိရင် like and follow လုပ်ခဲ့ပြကြဖို့မမေ့ပါနဲ့ရှင်ပတူလီကိုဒီပြပါမယ်ရှင်အားလုံးပဲ bye bye